ဂလာပါခင်ဗျာမင်္ဂလာရှိကြတဲ့အချိန်အခါသမယလေးမှာကောင်းကြီးမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံနိုင်ကြပါစေလို့ကြော်တန်စင်လိုင်းပေါက်ဆက်မှာနှုတ်ခိုးဆက်သလိုက်ရပါတယ်ခင်ဗျာโอเคမင်္ဂလာပါခင်ဗျာယခုနားတော်တာပန်းစင်နေရတဲ့ပေါက်ဆက်ကတော့ဘိုးတိုင်းဒေသကြီးတောင်ကူမြို့နယ်ခါပေါင်းစာချင်းကြီးရွာနေကိုကျော်ဆောင်ဝင်းဦးစီးကြောင်ထားတော့ကျော်တန်စင်လိုင်းပေါက်ဆက်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ကြော်တန်စင်လိုင်းပေါက်ဆက်ရောက်ရှိလာတဲ့အချိန်မှာစရည်စိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းတွေလည်းပြည့်စုံနိုင်ကြပါစေစီးပွားရေးလက်လာပါမယ်များလည်းဒီလောက်ကဲ့သို့တိုးတက်အောင်မြင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ကြော်တန်စင်လိုင်းပေါက်ဆက်မှာဒီဒီစီများကိုဖွင့်လှစ်ပေးနေသည့်အထင်အခါသမယမှာဆိုရင်လည်းအမားရင်းလေးများရှိခဲ့ပါကကြိုတင်တောင်းပန်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ကြော်တန်စင်လိုင်းပေါက်ဆက်ကိုဆက်သွယ်ခံရပေးကြတော့အလို့ရှိကြီးများလည်းစီးပွားရေးလက်လာပါဗျာဒီတဲ့မကတိုးတက်အောင်မြင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရလိုက်ပါတယ်ခင်ဗျာ